ဒါတော့လူသားမျိုးစိတ်ဖြစ်လာမဲ့တက်ရှိဟာရေထဲကနေထွက်လာပြီးကုန်းမြေပေါ်ပထမဆုံးခြေချတဲ့အချိန်ဖြစ်ပါတယ်။ကုန်းမြေပေါ်မှာနေဖို့အတွက်ဆိုတာလည်းအခက်အခဲတွေရှိပါတယ်။ပူပြင်းလုံးတဲ့နေရောင်ကြီးကအရေပြားတွေကိုခြောက်သွေ့စေပြီးကြမ်းတမ်းတဲ့မြေပြင်ကအခုမှကုန်းပေါ်တက်လာတဲ့နူးညံ့တဲ့ခြေပွားတွေကိုကွဲရှာစေပါတယ်။ရေထဲကထွက်လာတဲ့ဒီတက်ရှိကိုတော့ Atheostega လို့ခေါ်ပါတယ်။ကျွန်တော်တို့မျိုးစိတ်ဟာရေပြင်ထဲကမျိုးသုံးပျောက်ကွယ်မဲ့ဘေးရန်တွေကိုရှောင်ရှားနိုင်ခဲ့ပြီးကုန်းမြေပေါ်ရောက်လာပေမဲ့လည်းဒီနေရာဟာလည်းသေစေနိုင်တဲ့နေရာတစ်ခုပဲဖြစ်နေပါတယ်။ဒါကြောင့်ကုန်းပေါ်တက်လာတဲ့ဒီလိုတက်ရှိတွေဟာမရေမတွက်နိုင်အောင်သေဆုံးခဲ့ကြပြီးတချို့ကတော့သဘာဝအတိုင်းစင်ကဲပြောင်းလဲမှုတွေစတင်လာပါတယ်။အရေးပြားတွေပိုထူလာပြီးနေအောင်ကြီးရဲ့အပူဒဏ်ကိုကာကွယ်လာနိုင်ပါတယ်။အနာဂတ်မှာကျွန်တော်တို့ရဲ့လက်သေးတွေဖြစ်လာမဲ့ပထမဆုံးလက်သေးတွေဟာကျန်းတန်းတဲ့မြေပြင်ပေါ်မှာလမ်းလျှောက်နိုင်ဖို့ဖြစ်ပေါ်လာပါပြီ။ဒီအချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာပုတ်တင်နဲ့တူတဲ့တက်ရှိတစ်မျိုးဖြစ်လာခဲ့ပါပြီ။ဒီမျိုးစိတ်ဟာကုန်းမြင့်နဲ့လိုက်ရောညီထွေအောင်ပြောင်းလဲလာပြီးဖြစ်ပေမဲ့ဥတွေကတော့ရေထဲကငါးဥတွေလိုပဲမပြောင်းလဲသေးပါဘူး။ကုန်းမြေပေါ်မှာဥတွေထားနိုင်ဖို့အတွက်ဆိုရင်နေပူဒဏ်ကိုကာကွယ်နိုင်တဲ့အခွန်တစ်ခုရှိဖို့လိုအပ်ပါတယ်။အဲ့ဒီချိန်မှာအဓိကပြဿနာကအထီးကောင်တွေဟာအခွန်မှာဖုံးအုပ်ထားတဲ့ဥတွေကိုတုတ်ကနေတစ်ဆင့်အကောင်ဖောက်မပေးနိုင်ပါဘူး။ဒါမဲ့လည်းဥအခွန်မဖြစ်ခင်အချိန်အမရဲ့ခန္ဓာကိုယ်တွင်းမှာဆိုရင်တော့တုတ်ကနေဥကိုတားဖောက်ပေးနိုင်ပါတယ်။ကျွန်တော်တို့သိကြတဲ့လိန်ဆက်ဆံခြင်းဟာဒီနေရာမှာအစပြုခဲ့ပါတယ်။စင်ကဲပြောင်းလဲမှုဖြစ်စဉ်အတွင်းမှာဒီရလက်ဟာတကယ်ကိုထူးခြားပြောင်မြောက်တဲ့အစဉ်ဖြစ်ပါတယ်။ဥတစ်လုံးဟာအပြင်ကမာကျောတဲ့အခွန်နဲ့ကာယံထားပြီးအထဲမှာတော့သရေသားလုံးအတွက်လိုအပ်တဲ့ရေနဲ့အာဟာရတွေအားလုံးပါဝင်ပြီးသားဖြစ်ပါတယ်။ဆက်ကနေပဲဗီဇမျိုးကွဲတွေအများကြီးကွဲပြားသွားစေပြီးကုန်းမြေပေါ်ရောက်လာတဲ့ကျွန်တော်တို့မျိုးစိတ်ကိုအသက်ဆက်ပြီးရှင်သန်စေခဲ့တာဖြစ်ပါတယ်။ဒီလိုလိန်ဆက်ဆံခြင်းကနေပဲလွန်ခဲ့တဲ့နှစ်ပေါင်းတန်း340အချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာကုန်းပေါ်မှာလုံးဝနေနိုင်တဲ့သက်ရှိအဖြစ်ကိုရောက်ရှိသွားပါပြီ။သူ့အတွက်တော့ကဘာအသေးကြီးတစ်ခုဖြစ်ပါတယ်။ရှေ့မှာကြုံခဲ့ရသမျှနဲ့မတူတော့တဲ့အတွေ့အကြုံတွေဖြစ်လာတော့မှာပါ။ပြောင်းလဲမှုတွေအနေနဲ့အသက်ရှူတာကိုယ့်လက်တွေခြေထောက်တွေနဲ့ခန္ဓာကိုယ်ထိမ့်ပြီးလမ်းလျှောက်နိုင်တာအပြင်အနံ့ခံအာယုန်တွေအကြားအာယုန်တွေနဲ့အမြင်အာယုန်တွေလည်းတိုးတက်လာပြီဖြစ်ပါတယ်။အခုလိုအာယုန်ခံနိုင်တဲ့အချက်လက်တွေများပြားလာတာနဲ့အမျှကျွန်တော်တို့မျိုးစိတ်ရဲ့အုံနောက်ဟာစင်ကဲတိုးတက်လာပါတယ်။ဒါကြောင့်ကျွန်တော်တို့မျိုးစိတ်ဟာလိုအပ်ချက်အရာအနည်းငယ်ဉာဏ်ကောင်းလာကြပါပြီ။ဒီမျိုးစိတ်တွေကုန်းမြေပေါ်ရောက်လာတဲ့အချိန်မှာတခြားသောတန်းနဲ့ချီတဲ့သက်ရှိတွေဟာလည်းပြိုင်တူစင်ကဲပြောင်းလဲနေကြတယ်ဆိုတာကိုလည်းသတိမူမိဖို့လိုပါတယ်။အစာရှာတဲ့နေရာမှာအပြိုင်ဆိုင်တွေရှိတာကြောင့်အစာရှာရတာဟာလည်းမလွယ်ကူပါဘူး။ဗီဇပြောင်းလဲတိုးတက်ခြင်းတွေကနေကျွန်တော်တို့မျိုးစိတ်ဟာပိုကြီးပြီးပိုတန်မာတဲ့မေယိုကြွက်သားတွေကိုပိုင်ဆိုင်လာတာကြောင့်ဒီသက်ရှိတွေဟာအစာပိုစားလာနိုင်ပြီးပိုပြီးတော့လည်းမြန်ဆန်လာကြပါပြီ။ဒီချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာအသားစားတဲ့Veranov လို့ခေါ်တဲ့သက်ရှိမျိုးစိတ်တစ်ခုဖြစ်လာခဲ့ပါပြီ။ဒီကောင်လေးတွေကတော့ Proterosaurus လို့ခေါ်ပြီးတစ်ချိန်ကကျွန်တော်တို့မျိုးစိတ်နဲ့ပြိုင်ဘက်ဖြစ်ခဲ့ပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ရဲ့သားကောင်အဖြစ်ကိုရောက်သွားကြပြီပဲဖြစ်ပါတယ်။ကျွန်တော်တို့မျိုးစိတ်ရဲ့ဘိုးဘေးတွေဟာ Veranov အဆင့်ကိုရောက်လာပြီဆိုတော့အနာဂတ်မှာစင်ကဲပြောင်းလဲမှုအတွက်စိတ်ချရပြီလို့ထင်စရာရှိပေမဲ့အဲ့လိုမဟုတ်သေးပါဘူး။ကျွန်တော်တို့ဇလန်းဟာ roller coaster စီးနေရတယ်လို့ပါပဲ။အောင်မြင်မှုတွေကထိတ်ဆုံးကိုရောက်လာသလိုကြာရှုံးပြီဆိုရင်လည်းဇောက်ထိုးပြန်ဆင်းရတာမျိုးပါကျွန်တော်မျိုးစိတ်အတွက်စိုးဝါတဲ့အဖြစ်ပြက်တစ်ခုဖြစ်လာတော့မှာပါလွန်ခဲ့တဲ့နှစ်ပေါင်းသန်း250အချိန်ရောက်ဖြစ်ပါတယ်မိုင်ပေါင်းတောင်းချီဝေးတဲ့စိုက်ဘေးရီးယားဒေသတနေရာမှာကမ္ဘာကြီးဟာကွဲထွက်လာပါတယ်ကမ္ဘာအူတိုင်ကနေချော်ရည်ဘူးတွေထွက်လာပြီးအဲ့လိုဖြစ်တဲ့နေရာအကျယ်ဝန်းဟာအမေရိကန်နိုင်ငံတနိုင်ငံစာလောက်ရှိပြီးတော့အထူကပေပေါင်း1000လောက်ထူတဲ့မြေလွှာကြီးဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြီးဟာနှစ်ပေါင်းသန်းဝက်လောက်ကြာအောင်ဆက်ဖြစ်ခဲ့ပါတယ်။ထရီလီယံနဲ့ချီတဲ့အစိပ်ပြင်းတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဟာလေထုထဲမှာနေရဲ့အပူချိန်ကိုပိတ်လှောင်ထားလိုက်ပါတယ်။ဒါကြောင့်မျက်နှာပြင်အပူချိန်ဟာ100ဒီဂရီကျော်တဲ့အထိထိုးတက်လာပြီးပထမဆုံးအနေနဲ့အပင်တွေသေဆုံးကုန်ပါတယ်။အပင်တွေသေဆုံးတာကြောင့်အပင်စားသတ္တဝါတွေလည်းသေဆုံးကုန်ကြပြီးအဲဒီနောက်မှာတော့အသားစားသက်ရှိတွေပါသေဆုံးကြပါတယ်။အဲဒီအချိန်မှာအသက်ရှင်နေခဲ့ကြတဲ့95%သောသက်ရှိတွေအားလုံးဟာသေဆုံးခဲ့ကြပြီးအနည်းငယ်ပဲကြန့်ရှိခဲ့ကြတာဖြစ်ပါတယ်။ကြန့်ရှိနေတဲ့မျိုးစိတ်တွေထဲမှာ
ကျွန်တော်လူသားတွေဖြစ်လာမဲ့မျိုးစိတ်တွေနဲ့ဒိုင်နိုဆောတွေဖြစ်လာမဲ့မျိုးစိတ်တွေပါဝင်ပါတယ်အသက်ရှင်ဖို့အတွက်ရုန်းကန်ရတဲ့အချိန်တွေဟာတဖြည်းဖြည်းနဲ့ပိုကောင်းတဲ့အချိန်တွေဖြစ်ကိုပြန်လဲရောက်ရှိလာပြန်ပါတယ်တက်ရှိတွေအားလုံးတွေက95ရာခိုင်နှုန်းကိုရှင်းပစ်ခဲ့တဲ့မီးတောင်ပေါက်ကွဲမှုတွေအပြီးနှစ်ပေါင်း30လောက်ကြာတဲ့အချိန်လွန်ခဲ့တဲ့နှစ်ပေါင်း120အချိန်ကိုရောက်ရှိလာခဲ့ပါပြီမီးတောင်ပေါက်ကွဲမှုတွေစတင်ခဲ့တော့ကကျွန်တော်မျိုးစိတ်ဟာဖို့အကြီးကြီးတကောင်နဲ့ဆင်တူခဲ့ပါတယ်အခုတော့လူသားမျိုးစိတ်ဟာကြောင်တကောင်ရွယ်စားလောက်ရှိပြီးအမွှေးရှိတဲ့တက်ရှိတစ်မျိုးဖြစ်လာပါပြီဒီတက်ရှိတွေဟာကတ်ဆိုးကြီးတစ်ခုမှရှင်တန်ခဲ့ကြပြီးမြေရင်းထဲမှာပုံအောင်နေခဲ့ကြရာကနေအပြင်ကိုထွက်လာနိုင်ခဲ့ကြတာမကြာသေးပါဘူးသူ့နီးနားမှာလည်းတခြားတက်ရှိတစ်မျိုးရှိနေပါတယ်အနားမှာရှိနေတဲ့တက်ရှိကတော့ဒိုင်နိုဆောတစ်ကောင်ဖြစ်ပါတယ်အခုမြင်နေရတာကတော့9ပေလောက်အမြင့်ရှိတဲ့ Heterosaurus လို့ခေါ်တဲ့ဒိုင်နိုဆောတစ်ကောင်ဖြစ်ပါတယ်ဒီဒိုင်နိုဆောဟာလည်းမျိုးသုံးမှုမှာအသက်ရှင်ကျန်ခဲ့တဲ့သွေးအေးတော်တစ်ကောင်ကနေစင်ကဲပြောင်းလဲလာခဲ့တာဖြစ်ပါတယ်သူတို့ရဲ့ဘိုးဘေးတွေဟာကျွန်တော်တို့လူသားမျိုးစိတ်ထက်ပိုမြန်တဲ့နှုံးနဲ့စင်ကဲပြောင်းလဲလာခဲ့ကြတာဖြစ်ပြီးတော့ဒိုင်နိုဆောတွေဟာဒီကမ္ဘာလုံးမှာထိပ်တန်းသားရဲတွေဖြစ်ကိုရောက်ရှိလာပါတယ်ဒါကြောင့်ကျွန်တော်တို့လူသားမျိုးစိတ်ကတော့တော်တော်လေးနောက်ကျတဲ့နေရာမှာကျန်နေခဲ့ပါပြီဒီဒိုင်နိုဆောဟာအယမ်းမြန်ပြီးအားကြီးတယ်လို့ဘိုင်လဲအယမ်းစာနေတာပါကျွန်တော်တို့နောက်ကိုလိုက်လာနေတဲ့အတွက်ပြေးနေရပါပြီဒီနေရာမှာပဲကျွန်တော်တို့မျိုးစိတ်ရဲ့စင်ကဲပြောင်းလဲမှုကိုထပ်ကြည့်ကြဖို့လိုပါပြီလွန်ခဲ့တဲ့နှစ်ပေါင်းတန်း220နဲ့66တန်းကြားမှာကျွန်တော်တို့မျိုးစိတ်ဟာသဘာဝအရာစင်ကဲပြောင်းလဲလာခဲ့ပါတယ်နှစ်ပေါင်းတန်းရာချီကြာတဲ့အချိန်တွင်းမှာကျွန်တော်တို့ဟာပိုးမိုးသေးငယ်တဲ့အကောင်တွေဖြစ်လာပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဟာဖမ်းရခတ်လာပြီးရှာဖွေရပိုခတ်သွားစေတဲ့တက်ရှိတွေဖြစ်သွားပါပြီဒီချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာအေးဒဏ်ကိုကာကွယ်ဖို့စင်ကဲပြောင်းလဲမှုစတင်ပြန်ပါတယ်အေးလာပြီဆိုရင်ခန္ဓာကိုယ်ပေါ်ကအမွှေးတစ်ချောင်းစီတိုင်းရဲ့အောက်ခြေကကြွက်သားလေးတွေဟာတင်းကျပ်လာပြီးကျွန်တော်အမွှေးတွေကိုထောင်လာစေတဲ့အပြင်အမွှေးတွေကိုအကာရန်နေတဲ့အသုံးပြုပြီးလေကိုပိတ်လောင်ထားလိုက်ပါတယ်ဒါကြောင့်ပဲလက်ရှိခေတ်မှာကျွန်တော်တို့တွေအေးလာတာဖြစ်ဖြစ်ကြောက်လန့်တာဖြစ်ဖြစ်ကြုံလာရင်ကြက်သိမ်းထားကြတာဖြစ်ပါတယ်ကျွန်တော်မျိုးစိတ်ရဲ့အာယုံခံစနစ်တွေဟာလည်းပိုကောင်းလာပြီးဒိုင်နိုဆောလိုအန်ဒီယေကိုအမြင်အကြားအနက်တွေကနေတဆင့်ဒိုင်နိုဆောတွေကကျွန်တော်တို့ကိုမမြင်ခင်ကြိုပြီးအာယုံခံနိုင်လာကြပါပြီဒီလိုနဲ့ကျွန်တော်တို့အုံနောက်ထဲမှာဖွဲ့စည်းပုံအသစ်တစ်ခုစတင်ပြီးတော့စင်ကဲပြောင်းလဲလာပြန်ပါတယ် Neurocortex လို့ခေါ်တဲ့ရှုပ်ထွေးတဲ့အတွေးတွေတည်ရှိတဲ့အပိုင်းတစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့အခြေအနေတစ်ခုကိုခွဲခြမ်းစိတ်ဖြာပြီးတုံ့ပြန်နိုင်တဲ့အလုပ်ကိုလုပ်ပေးပါတယ်ဒီဖွဲ့စည်းပုံကပဲအနာဂတ်မှာကျွန်တော်တို့မျိုးစိတ်ကိုစဉ်းစားတွေးခေါ်တာဖန်တီးတာနဲ့အချင်းချင်းဆက်သွယ်တာတွေလုပ်နိုင်တဲ့အရာတွေကိုရရှိလာစေမှာဖြစ်ပါတယ်ဒီလိုနဲ့လွန်ခဲ့တဲ့နှစ်ပေါင်း66တန်းအချိန်မှာတော့ကျွန်တော်တို့မျိုးစိတ်ဟာ2လက်မလောက်အရှည်ရှိတဲ့ကြွက်နဲ့ဆင်တူတဲ့တက်ရှိတစ်မျိုးဖြစ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်